ပကံမှာအကြီးဆုံးလို့ဆိုရမယ့်ဓမယန်ကြီးဖျားဒီဖျားကြီးရဲ့အုတ်စီလက်ရာဟာဘလောက်အထိကျစ်လစ်တယ်လဲဆိုရင်အုတ်နှစ်ချက်ကြားကိုတစ်ချောင်းတောင်ထိုးလို့မရဘူးလို့ဆိုကြပါတယ်ဒါပေမဲ့ဒီလိုထိုးလို့ရခဲ့ရင်အဲ့ဒီလက်သမားဟာလက်ဖြတ်ကိုမြက်ခံခဲ့ရတယ်ဆိုတော့ကြောက်စရာကောင်းတဲ့သမိုင်းပုံမြင်တစ်ခုရှိပါတယ်ဒါဟာတကယ်ပဲနရသူမင်းရဲ့ရက်စက်မှုလားဒါမှမဟုတ်သမိုင်းကပုံကြီးချဲ့ခဲ့တာလားသမိုင်းမှတ်တမ်းချို့မှာတော့နာယသူမင်းဟာသူ့ရဲ့အဖေနဲ့အကိုကိုတက်ပြီးနန်းတက်ခဲ့သူမို့စိတ်တန်ရာရှိနေသူလို့ဆိုပါတယ်။သူဟာဒီအဖြစ်တွေကိုစေးကြောဖို့အတွက်ဓမယန်ကြီးဖျားကိုတည်ခဲ့တာပါ။သူကဖျားတီယာမှာအစွန်းအထွက်အပေါက်အပြဲလုံးဝမရှိစေရဘူးလို့အမိန့်ထုတ်ခဲ့တယ်လို့ပြောကြပါတယ်။ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကဓမယန်ကြီးဖျားရဲ့အုတ်စီလက်ရာကိုတေချာလေးလာကြည့်ရင်အပြင်ဘက်လွှာမှာပဲအထိုးမရအောင်စီထားတာဖြစ်ပြီးအတွင်းပိုင်းတွေမှာတော့တခြားဖျားတွေလိုပဲတာမန်အတိုင်းစီထားတာကိုတွေ့ရပါတယ်။ဒါဟာလက်သမားတွေကအသက်ဘေးကလွတ်အောင်အပြင်ပန်းကိုပဲအသေးချာလုပ်ခဲ့တာလား။နောက်ထပ်ထူးခြားတာကဓမယန်ကြီးဖျားရဲ့အတွင်လန်းချောင်းတွေကိုအုတ်တွေနဲ့ဘားကြောင့်ပြန်ပိတ်ထားခဲ့တာလဲဆိုတာပါပဲ။နာယသူမင်းလှုပ်ကြံခံရပြီးနောက်မှာလှုပ်သားတွေကနာကြီးလွန်းလို့ပိတ်ပစ်ခဲ့တာလား။ဒါမှမဟုတ်တစုံတစ်ယောက်ကဒီဖျားထဲမှာတစ်ခုခုကိုဝတ်ထားခြင်းခဲ့တာလား။ဒီလိုဝတ်ချက်ကအခုထက်ထိဘယ်သူမှတိတိကျကျမသိနိုင်သေးတဲ့ပဟေလိတစ်ခုဖြစ်နေသေးပါ။အထိုးလို့မရတဲ့အုတ်စီလက်ရာဆိုတာရှေးမြန်မာတို့ရဲ့အမခန်ဘီတုကာပညာကိုပြတာလားရက်ဆက်တဲ့အုတ်ချုပ်သူတယောက်ရဲ့ကြောက်မက်ဖွယ်ရာအမိန့်ကြောင့်လားဆိုတာကတော့အခုချိန်မှာတော့ဓမယန်ကြီးရဲ့အုတ်ရိုးကြီးတွေကြားမှာပဲမြုပ်နှံနေမှာပါမိတ်ဆွေတို့ရောဓမယန်ကြီးဖျားကိုရောက်ရင်အထိုးကြည့်ခဲ့ဘူးလားဘာတွေထူးထူးဆန်းဆန်းကြုံခဲ့ဘူးလဲပုံမှန်မှာပြောပြခဲ့ပါဦးကျမတို့ရဲ့ channel မှာအခုလိုမြန်မာသမိုင်းလျှို့ဝှက်ချက်တွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ရှုစားအားပေးကြပါရှင်။